Joy ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ GED journey နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ GED journey ကပြီးတာတော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ပြီးတာမကြသေးဘူးပြီးခဲ့တဲ့2လပေါ့နော်အခုဂျွန်နေ့ရက်ဆိုတော့3လအဲ့လောက်တော့ရှိသွားပြီပေါ့နော်ဆိုတော့ကျွန်တော်က April 4ရက်နေ့မှာ GED officially ပြီးသွားတယ် sign ပွဲရဲ့အကုန်ဖြည့်ပြီးသွားတယ်ပေါ့နော်ကျွန်တော် GED ကိုစလုပ်တာကြတော့25စက်တင်ဘာလမှာကျွန်တော်ရဲ့ GED journey ကိုတော့စတင်ခဲ့ပေါ့နော်အခုကတော့အကလုံးပြီးသွားပြီပေါ့နော်အရင်ကပြောပါတယ်ဆိုတော့ဒီကပေါ့နော်ဒီ journey ကကျွန်တော်တော်အများကြီးထူးခြားပြီးတော့အများကြီးကိုအရေးပါအရာရောက်ပြီးကျွန်တော်ဘဝကိုပါတော့ turning point တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲကြောင့်မလို့ဒီနေ့ကျွန်တော်ကမမေ့ခင်ပေါ့နော်ကျွန်တော်ရဲ့ဒီ journey ဘယ်လိုဖြတ်တန်းခဲ့လဲဘယ်လိုတွေတွားခဲ့လဲဆိုတော့ခေါင်းထဲမှာမမေ့ခင်မှာ record ပေါ့နော်ကို record လေးယူသွားခြင်းလို့ဒီ video လောက်ရခြင်းဖြစ်ပါတယ်ဆိုတော့ GED ဆိုတာကဘာလဲ GED ဆိုတာကတော့အားလုံးသိတဲ့အတိုင်းပဲ General Education Development That's it ဒါပဲအသေးစိတ်တော့မပြောပြတော့ဘူးပေါ့နော်သိချင်လို့ရှိရင်ဖြတ်ကြည့်ပါဆိုတော့ဘာလို့ကျွန်တော်က GED ကိုလုပ်ခဲ့ရလဲပေါ့နော်ဘာလို့လုပ်ခဲ့ရလဲဆိုတော့ကျွန်တော်က Dan Community School မှာတော့ grade 12ပြီးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့လက်မှတ်ကတိတ်ပြီးတော့အဲ့လိုပေါ့နော် widely recognized မဖြစ်မှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ opportunity တွေနေမှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီ GED ကိုလုပ်ခဲ့တာပေါ့နော် GED ကကျွန်တော်ဘယ်မှာဘယ်လိုလေ့လာခဲ့လဲပေါ့နော်ကျွန်တော်ကိုလည်း self study လုပ်တယ်ပြီးကြတော့အပြင်မှာတင်တန်းလည်းတက်တယ်ပေါ့နော် online မှာလည်းတက်တယ်အဲ့လိုလုပ်တယ်ပေါ့နော်ကျွန်တော်ကအိမ်မှာဆိုလို့ရှိရင်ကိုယ့်YouTube မှာပဲဖြစ်ဖြစ်ပြီးတော့အထူးဖြင့် Telegram မှာပေါ့နော် Telegram မှာဆရာတွေအများကြီးရှိ channel တွေအများကြီးရှိရပေါ့နော်အဲ့ဒီ Telegram channel ဆိုလို့ရှိရင်လည်းတော်တော်ဝင်နေအဲ့ဒီမှာ GED နဲ့ပတ်သက်တဲ့ channel တွေ join တာ GED group တွေ join တာပြီးအမှအဲ့ဟာဒီချက်တွေကသူတို့အဲ့လိုမျိုးမိကုန်းလေးတွေထုတ်ပေးတယ်ပြီးကြတော့background knowledge တွေသူတို့သင်ပေးတယ်ပေါ့နော် YouTube မှာဆိုရင်လည်း your trusted tutor လို့လိုမျိုးအဲ့လိုမျိုး channel တွေအများကြီးရှိရပေါ့နော်ကျွန်တော်စာမေးပွဲနီးပြီဆိုလို့ရှိရင်ကျတော့အဲ့ဒီ get some map တို့လိုမျိုးအဲ့ဒီ channel တွေပေါ့နော်အဲ့ channel တွေမှာဆိုလည်းအများကြီးလေ့လာလို့ရတယ် website တွေလည်းရှိရပေါ့နော်GED ရဲ့ official website မှာလည်းသူတို့ sample မေးခွန်းလေးထားပေးထားသလိုမျိုးအခြား GED က resource အရင်ပေါ်တယ်ပေါ့နော်ဆိုတော့ self study လုပ်ရတာအရင်လွယ်တယ် video class တွေလည်းရှိရပေါ့နော်ကျွန်တော်တက်ခဲ့တဲ့ video class ဆိုအရင်ကောင်းတယ်ပေါ့နော် GED က resource ပေါ်တာတခုတည်းအတွက်နဲ့တော်လေးကိုအသုံးဝင်တယ်ပေါ့နော်နောက်ပြီးကြတော့ကျွန်တော်က online မှာဆိုလို့ရှိရင်Villa Hub College ပေါ့နော် VHC ဆိုတဲ့ဒီ page မှာကျွန်တော်တက်တယ်ပြီးကြတော့မြေပြင်မှာကျတော့ကျွန်တော် Solomon English Learning Center 1ပေါ့နော်ကိုတောင်ငူမြို့ချီလမ်းဘက်ကအဲ့ဒီကျောင်းပေါ့နော်သူက English Learning Center ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကန်ကောင်းတော့ပေါ့နော် batch 1ဆက်စားဖွင့်တဲ့အချိန်မှာကျွန်တော်တက်လိုက်တာပေါ့နော် VHC မှာလည်းတူတူပဲဗျာလုံးဝ GED ရဲ့ batch 1ထင်တယ်ကျွန်တော်တို့ကအမှတက်လိုက်တာပေါ့နော်ကျွန်တော်တက်ခဲ့တဲ့မြေပြင်မှာဟော online ကနှစ်ခုလုံးကပထမအဦးဆုံး batch တွေစတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတော့နေတယ်ပေါ့နော်ဘယ်နေရာရှိတယ်တော့ထင်တယ်3ယောက်ဗျနှစ်ဖက်စလုံးမှာ3ယောက်เนาะဒီဘက်VHC online class မှာလည်းတခြားမင်းကလေး2ယောက်နဲ့ကျွန်တော်နဲ့ပြီးတော့ဒီဘက်ကကျတော့ Solomon English Learning Center မှာကျတော့ယောက်ျားလေး2ယောက်ပေါ့နော်ဘရို2ယောက်နဲ့ကျွန်တော်နဲ့ဆိုတော့နှစ်ဖက်လုံးမှာ3ယောက်ပေါ့နော်တကယ်ချင်း2ယောက်စီကျွန်တော်မှရှိတယ်ပေါ့နော်ကျွန်တော်အတွက်အမတ်အရဆုံးပေါ့နော်အမတ်တရားတွေအများကြီးရှိခဲ့ဆိုတော့ဒီ Solomon English Learning Center မှာပေါ့နော်ဒီကြောင့်လုံးဝမြင်ပြီးမှလုံးဝတက်ရဆိုတော့လေဒီကေပြီးတော့ပို့ပြီးတော့လည်းအချိန်များတယ် online test ဆိုင်လို့ရှင်တနင်္လာနေ့တောက်ကြမှာမနက်ခင်း9ကနေပြီးတော့မှ7နှစ်အထိနေ့တိုင်းအဲ့လိုသွားရပါတော့အဲ့တော့3ယောက်ပဲရှိခဲ့တော့3ယောက်ဒါအရန် close ဖြစ်သွားကြရပါတော့ဒီတိုက်ခဲ့တဲ့ brother နဲ့အကြောင်းပြောပြမယ်တယောက်ကကျတော့
ကိုထက်ကြီးပေါ့နော်ကိုထက်နိုင်ကိုထက်ကြီးလို့ကျွန်တော်ခေါ်ရပါတော့တယောက်ကကျတော့အော်လို့ခေါ်ရကျွန်တော်ကတော့အော်ရတာပေါ့နော်လုံးဝအရင်ခင်မို့ကောင်းတယ်ကိုထက်ကြီးကကျတော့ဒီသူကကျတော့ကျွန်တော်ဒီကြီးဒီမတိုက်ခင်ဒီ learning center မှာပဲ pre intermediate class တစ်ခုတိုက်ခဲ့ပါတော့အဲ့ဒီအချိန်မှာသူကလည်းတခြား class တစ်ခုမှာတက်နေရပါတော့ကျွန်တော်ညအတန်းတော့မတူကြပါအဲ့လိုမျိုးအတန်းမတူတဲ့လူတွေဟို teacher တွေက debate လုပ်ခိုင်းနေပေါ့နော်အင်္ဂလိပ်လိုတော့ debate တွေဥပမာဆိုလို့ရှိရင် My name is Ojo Shinichu. I'm the first speaker of this team. So, the first speaker said that violent video game အဲ့လိုလောက်ရတဲ့ဟာမှာမတူတဲ့အတန်းတွေပေါ့နော်မတူတဲ့အတန်းတွေကလူတွေကိုအဲ့လိုမျိုးရောပြီးထည့်ပေးရပေါ့နော်ဥပမာဆိုလို့ရှိရင် pre intermediate ကလူနဲ့ intermediate လူတွေပြီးတော့ elementary ကလူတွေအဲ့လိုပေါင်းပြီးတော့အဲ့လိုအဖွဲ့1အဖွဲ့2အဖွဲ့3တွေခွဲလိုက်တယ်ပေါ့နော်အဲ့ဒီကိုထက်ကြီးရလေကျွန်တော်နဲ့ opposite team မှာအမြင်ကျတယ်ပေါ့နော်တော့မတူတဲ့ team တွေပေါ့နော်ပြန်ရတဲ့ team တွေပေါ့နော်သူနဲ့ကျွန်တော်နဲ့ပြန်ရတယ်ပေါ့နော်အဲ့မှာသူ့လုံးဝကြည့်လို့မရဘူးကိုထက်ကြီးရောသူလည်းကျွန်တော်ကြည့်လို့မရဘူးထင်ပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုကြည့်လို့မရတာပို့တယ် What was the reason? အဲ့ဒါဆိုတော့သူကကြမ်းတယ်ပေါ့နော်စကားပြောတာကြမ်းတယ်စကားပြောရကြမ်းပြီးတော့နည်းနည်းစကားပြောရင်အတန်းမမနဲ့အဲ့ကြောင့်မို့သူနည်းနည်းကြည့်လို့မရခင်တော့စပိုင်းတော့ပေါ့နော်အဲ့မဲ့နောက်ကျတော့ intermediate class မှာသူနဲ့စုံတယ်ပေါ့နော်သူနဲ့တန်းနဲ့တက်ရတယ်အဲ့တော့ကလည်းသူနဲ့တိတ်မရင်နေတယ်ဒီတိုင်းတစ်ချက်ဒါပေမဲ့ရတစ်ခေါက်ပဲပြုံးပြဘူးလားရှိရပေါ့နော်သူနဲ့အဲ့တော့ကျွန်တော်ဘောပန်ပြုတ်ချတာသူကောက်ပေးရတာမသိဘူးမိုင်းတော့တစ်ခေါက်ပဲအော်နေကြတော့သူကကျတော့ကျွန်တော်တို့ pre intermediate ကလေးကတစ်ခေါက်တက်လာခဲ့ပြီးတော့စတိုက်ခင်တော့မှအဲ့ဒီ intermediate ကြီးပဲပေါ့နော်သူကျတော့အရင်သူနဲ့ကျတော့အရင် drama တွေပါမရှိခဲ့ပေါ့နော်ကိုတဲ့ကြီးနဲ့လည်း drama မရှိပါဘူးဒါပေမဲ့တင်မလားနည်းနည်းလေးအဆိုင်ခဲလေးရှိခဲ့ပေါ့နော်အဲ့ GED pre အဲ့ဒီ intermediate မှာကျွန်တော်တို့တက်ရင်နဲ့တန်လန်းနေကျွန်တော်တို့ဒီချေရပြောပေါ့နော်မကြခင် GED ဖွင့်တော့ပြီကျွန်တော်တို့ဒီ learning center မှာပေါ့နော်ကျွန်တော်တို့တက်ချင်တယ်လို့ပေါ့နော်3ယောက်သားရှိရဆိုတော့အတူတူတက်လိုက်ကြတယ်အမှမဖြစ်မနေပေါင်းလိုက်ရတဲ့ပုံစံမျိုးဖြတ်သွားကိုထက်ကြည့်နေကြတော့လုံးဝအမေတကယ်ပေါင်းကြည့်တော့တကယ်အရင်ခင်မကောင်းတယ်အခုဆိုလုံးဝဘော်ဒါကြီးဖြစ်သွားပြီပေါ့နော်ကျောင်းမှာပေါ့နော်3ယောက်ပဲရှိတော့မ6ကပ်ဘူးလားပေါ့နော်ဒါပေမဲ့မ6ကပ်ပါဘူးဘာလို့လဲဆိုကျွန်တော်တို့ learning center မှာအမြဲတမ်းကျွန်တော်ຫນွေရာသီတက်ခဲ့ရပါတော့ຫນွေရာသီပါတယ်ຫນွေရာသီတက်ခဲ့ရမှာစက်တင်ဘာဆိုຫນွေတော့မရသေးဘူးဒါပေမဲ့ကျွန်တော် learning center အမြဲတမ်းလူရှိရပေါ့နော်လူရှိရဆိုတော့ခလေးအများကြီးပဲအမြဲလာတယ်အတန်းတွေကအမြဲမပြည့်ရှိနေတာဆိုတော့အကြောင်းရချာချာကြီးတော့ဖြစ်မနေလူတွေစုံစီပြီးတော့အဲ့တော့ကျွန်တော်တို့ကျောင်းဘေးနားမှာ Solomon ရဲ့ဘေးနားမှာဆို junior အလဲတန်းကျောင်းရှိရပေါ့နော်။ဘာလို့ခလေးတွေလည်းစုညံနေဆိုတော့ကျွန်တော်6ချက်ချတော့မဖြစ်ဘူး။အဲ့အတန်းထဲမှာကျွန်တော်3ယောက်ပဲရှိတယ်။ဒါပေမဲ့3ယောက်တောင်လည်းစကားတွေပြောလိုက်နော်စားလိုက်နောက်လိုက်မုတ်တွေတောင်းဝင်စားလိုက်နော်အတိချေတွေနဲ့ပြိုပွားနေလိုက်ဆိုတော့ပြင်းစရာကောင်းတော့ကောင်းမှန်းတော့မသိခင်အရင်ပြပြရှင်းရှင်းနဲ့ဖြတ်တိုင်းခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်တော့ plus ဆိုတော့ဒီကေကိုဒီချာနေအတွင်းမှာသူတို့နဲ့အမှတ်တရတွေအများကြီးရှိခဲ့တယ်သူတို့နဲ့တူပျော်ရွှင်စရာတွေလည်းရှိခဲ့တယ်သူတို့နဲ့တူရန်ဖြစ်ရစားကြနောက်ကြပေါ့နော်ဒီလိုမှတော့ပြင်းလို့ရှိရင်ထိုင်စကားပြောကြတယ်တစ်ခါဆို break time ပေါ့ဥပမာဆိုလို့ရှိရင် social study အချိန်ပြီးလို့မကြခင်mathematics အချိန်ပေါ့နော်သင်ချာအချိန်ရောက်တော့မယ်ဆိုကြားထဲမှာကျွန်တော်နည်းနည်းအချိန်လေးဟာနေတာရှိလို့ရှိရင်နောက်မှမုတ်တောင်းဝယ်စားကြရတယ်ပေါ့နော်အတူတူ3ယောက်သားသွားပြီးတော့မုတ်တွေတောင်းဝယ်စားတယ်ပြီးတော့ကျွန်တော်တို့တက်ရတဲ့အတန်းကပေါ့နော်သူကရန်လန်တာတွေတင်တာဆိုတော့လေ class ကအဲ့နာမှာတစ်ခါတလေဆိုခလေးအယုတ်တွေရှိနေပေါ့နော်ကျွန်တော်အဲ့အယုတ်တွေနဲ့လည်းတစ်ခါတလေကစားရပေါ့တော့ဖော်လုံးဆိုကန်ကြတယ်ခလေးကစားတဲ့ကာအယုတ်တွေဆိုလည်းရှိရပေါ့နော်အဲ့ဒါနဲ့တော့ကစားကြတယ်လုံးဝခလေးလိုအနေပဲလိုက်တာပေါ့နော်အဲ့တော့ဆိုလို့ရှိရင်မြင်မှုပါဘူးဗျအတိုင်းမျိုးကောင်မျိုးနဲလိုက်ကြီးမှမဟုတ်ဘူးအပင်ကြီးပေါ်မှာကြီးကြီးပဲလက်နဲ့ချောင်းနဲ့ထောင်ပြတယ်ဒီအတန်းဆဆချင်းမှာဆိုလို့ရှိရင်လုံးဝလူကလေ300တာလုံးပေါ့နော်ဘာသာတိုင်းကိုအမှတ်200အပြည့်လောက်ကြမယ်ပေါ့နော်အဲ့လိုတွေ့ရကျွန်တော်ကိုယ်တိုင်စားပဲအမှတ်200ကိုယူမှာ6လပြီးတော့ကဆိုင်မွေးဖြစ်အမှတ်200ယူမှာအဲ့လိုတွေ့ခဲ့ပါတော့ဒါပေမဲ့နောက်3လလည်းရောက်လာတော့
အော်ရပါလေလေနော်200မပြည့်ရင်တော့မှ185ပေါ့နော်ဂုံထူးမှအတိလေးရရင်တော့မှဒါโอเคပါရောတော့နည်းနည်းလေးကြာလဲကြာလာတော့အော်ရပါတယ်ဂုံထူးမရလဲဘာဖြစ်လဲပေါ့နော်ဟိုက calling ready ဆိုရတယ်165ဆိုရတယ်ပေါ့နော်ဒါပေမဲ့ကြလဲဆိုင်ပွဲလေးနီးလာတော့အော်ရပါတယ်အောင်ရပြီအောင်ရပြီဆိုတော့ဖြစ်တော့ပဲအဲ့ဟာရောက်တော့ပေါ့နော်ငါတော့တည်ရဲ့ဒါတော့ဟိုပါပဲเนาะဖြစ်လိဖြစ်တာရှိပါတယ်ဒါလေးကတော့အမတ်တရားပေါ့เนาะကျွန်တော် GED ကလေလွယ်လာခက်လာဆိုတော့သူကpersonally ပေါ့เนาะကျွန်တော်ရဲ့တယောက်တည်းတွေ့ကြတော့သူကခက်လာလို့မရင်မခက်တော့မခက်ဒါပေမဲ့လွယ်လာလို့မရင်ကြတော့မလွယ်ဘူးဒါအလွယ် မစနဲ့ကွာ ဒါပေမဲ့အဲ့လိုအင်္ဂလိပ်စာနဲ့အရန်အထီးတွေ့များတဲ့ကလေးပေါ့เนาะအဲ့လို reading အရန်အားကောင်းတဲ့ကလေးတွေဆိုရင်တော့ဂုတ်ထူရလွယ်ပေါ့နော်အထူးဖြင့်တင်ချဆိုလဲတင်ချ skill အရန်ကောင်းတယ်တာမှန် grade 11 12တို့မှာလေတင်ချအောင်နောကျင်တယ်လူတယောက်တော်တော်ကြီးတွေတင်ချဆိုတာဘာမှဟုတ်မယ်တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကျတော့တင်ချညက်နေထင်ပါတယ်ပေါ့နော်အဲကြောင့်မို့အနေလေးတော့တင်ချကဟိုကြောက်ခဲ့ရပေါ့နော်ကြီးဒီမှာလည်းတင်ချကြောက်ခဲ့ Can't do it. You can. You can do it. You can. You can. တော့ကြီးဒီမှာမေးတဲ့တင်ချနဲ့ကျွန်တော်အစိုးရကျောင်းထဲမှာဒီ grade 11 12တွေမှာမေးတဲ့တင်ချတွေကတိတ်မတူဘူးပေါ့နော်ကြီးဒီကျတော့ပို့ပြီးတော့ critical ဘိုင်းတော့တွေးရတယ်တောရတယ်ချိတ်ဆက်ရတယ်ပေါ့နော်word problem တွေလိုမျိုးဟာဆိုလို့ရှိရင်ကျွန်တော်ဒီ grade 11 12တွေမှာမတင်ရဘူးပေါ့နော်ဒီကြီးဒီမှာကျတော့ word problem လိုမျိုးဟာတွေပါတယ်ဒါပေမဲ့လည်းအဲ့လို causal sign တို့လိုမျိုးဟာတွေ grab တို့လိုမျိုး grab တော့ပါတယ်ပေါ့နော် causal sign တို့လိုမျိုးအဲ့လိုဟာတွေကျတော့GD မှာမပါဘူးပေါ့နော်ပြီးတော့စာတွေကအရန်ဖက်ရတယ်ပေါ့နော် science ဆိုလည်းစာအများကြီးအပိုက်ရှိတွေမိရပါတယ်ပေါ့နော်သူပြ RLA ဆိုလည်းအတက်ကုန်ဖက်ရတာပေါ့နော်ကျွန်တော်ဆိုconfidence အရှိဆုံးပါတာဖြစ်ခဲ့ရဘာလို့ဆိုကျွန်တော်ကိုယ့်ပဲအင်္ဂလိပ်စာရတယ်ဆိုပြီးတော့အဲ့လိုတွေးထားပါနော် American နဲ့ RLA လည်းသွားဖြေတော့ဝါကျွန်တော်ခုတ်ပလိုက်တာအတက်ကုန်ပဲလူကလုံးဝပြကြခံနေပြီပေါ့နော်အဲ့မဲ့အောင်တော့ပါကျေးဇူးတော်ကြောင့်မလို့တကယ်ပြီးတော့science ဆိုရင်လည်းကျွန်တော်ကမထင်ထားဘူးအဲ့လိုစာပိုက်အရှိကြီးပါမယ်မထင်ထားဘူးဘို့ရောက်တော့သူက RLA လိုမျိုးနီးပါးကြီးပေါ့နော် RLA လိုမျိုးပဲဒါပေမဲ့သူက scientific term နေတယ်ပေါ့နော်အဲ့လိုဗာလေကျွန်တော်မေးရပါအကြောင်းလေကြွတ်တယ်ကြွတ်ဘာကြွတ်မျိုးစားလဲမသိတဲ့အကြောင်းမေးရရှည်ပြီးတော့နောက်ထပ်ရှိသေးတယ်ပေါ့နော်အဲ့ဒါတွေပြီးတယ်ကျွန်တော်တို့အလွယ်ဆုံးဖြစ်ခဲ့တာကတော့ math နဲ့social study ပေါ့နော် social study ဆိုလို့ရှိရင်အထင်တော့မထင်ထားပါတော့เนาะအမှတ်အများကြီးရတယ်ဆိုတော့ကျွန်တော်မှတ်တော့အများကြီးမများပါဘူးကျွန်တော် GD အမှတ်တွေဟာနေတော့နေတယ်ပေါ့เนาะ640ကျော်လောက်ပဲရှိတယ်ပေါ့အရင်တော့မများအောင်ဆိုတော့ average လေးပဲပေါ့เนาะကျွန်တော်ကဒါပေမဲ့ဘယ်လိုဖြစ် I'm so grateful ပေါ့เนาะဒီလက်မှတ်ကြောင့်မလို့လဲကျွန်တော်ကuniversity ပေါ့နော်ကျွန်တော်တက်ချင်တဲ့ university ကိုလည်းတက်ခွင့်ရခဲ့တာပေါ့နော်ဆိုတော့ GED နဲ့ပတ်သက်တဲ့ tip လေးပေါ့နော်ဒါလေးကိုကျွန်တော်နည်းနည်းလေးပြောပြပေးချင်ပါတယ်ဒီမှာ GED လုပ်ဖို့စဉ်းစားနေတဲ့အကြောင်းသားကြီးပါခဲ့သည်ရှိတော့ပေါ့နော်ဆိုတော့ GED လုပ်တဲ့အခါကျလို့ရှိရင် timer နဲ့ပေါ့နော်တခြားလေးအချိန်မှတ်ပြီးတော့အခုကတည်းကလုပ်တတ်ထိုင်ကောင်းမယ်ပေါ့နော်ကျွန်တော်တော့အဲ့ဒါကိုတခြားမလေးစင်တော့ဆိုင်ပွဲရောက်တော့အချိန်က panic ဖြစ်တာပေါ့နော်လုံးဝအဲ့ဒီ monitor အိမ်မှာပေါ်နေတာလေမဆိုလို့ရှိရင်5 4 3နဲ့အဲ့လိုစက်တိုက်အထင်ကြီးရော့နေတာကိုမြင်နေရအထူးဖြင့် science မှာဆိုလို့ရှိရင်အချိန်အရင်နေ science ကကျွန်တော်ထင်တဲ့အချိန်အရင်နေလို့ကျွန်တော်ခန်းစားရပါတော့သူကကျွန်တော်မှာအပုတ်20လောက်ကျန်တာလေမိနစ်20ပဲကျန်တာလားမသိဘူးဟုတ်ပါအဲ့ထက်တော့နေအောင်မတက်လားကျွန်တော်မှာ16မိနစ်လောက်ပဲအချိန်ကကျန်တော့ဒါပေမဲ့ကျွန်တော်အပုတ်ကကျတော့အများကြီးပဲ20လားမသိဘူးအဲ့လောက်ကျန်နေရပါတော့အဲ့တော့ဆိုလူကြီးဆိုပူထူတော့ရတယ်အခုကတည်းကထိုင်မှလေးနဲ့ကျင့်မယ်ပြီးတော့ reading ကိုလုံးဝခြေကျွမ်းနေအောင်လုပ်တာလုံးဝ god ဖြစ်နေအောင်လုပ်တာဒီစာပိုက်ကိုဖတ်တာနဲ့ဘာ main idea ပြီးတော့ပြီးကိုမသိတဲ့စကားလုံးကိုရှာတက်အောင်ပေါ့နော် context clue လို့ခေါ်တဲ့ဟာပေါ့နော်အဲ့တော့လေကျွမ်းနေအောင်လုပ်တာအသိချမှာဆိုလို့ရှိရင်သူကကြီးဒီမှာတော့ရတဲ့ calculator တစ်ခုရှိရပေါ့နော် gas sum မှာ SAR တင်ပြရပေါ့နော် calculator 3နည်းအဲ့ဒီ tip နဲ့ trick လေးပေါ့နော်လုံးဝ calculator ကိုသုံးသက်လို့ရှိရင်
တော်အဆင်ပြေကျွန်တော်ဆိုလည်းအဲ့ဒီ calculator ကျေးဇူးနဲ့တော်တော်လေးကိုတင်ချအောင်အမှတ်ကျွန်တော်ထင်တာထက်မရတော့ပါဘောเนาะပြီးတော့တပါတာချင်းစီပြောမယ်ဆိုလို့ရှိရင်ကျတော့တင်ချာဆိုလို့ရှိရင် custom map app ပေါ့เนาะ custom map ဆိုတဲ့YouTube channel နဲ့ရှိတယ်လို့ website နဲ့ရှိတယ်အမှတော့လို့ပြီးကြတော့flash card ပေါ့เนาะ official GD official flash card ဆိုလို့ရှိရင်တော့တော့ 90% လောက်ဆင်တူရပေါ့เนาะဒီကစိုင်မပွဲမှာဆိုလို့ရှိရင်ကိုက flash card ကိုပဲတည်တံ့လေ့ကျင့်တော့ရင်တော့145လေးအောင်မကတော့ရအောင်ရတယ်တင်ချာကျွန်တော်ပြောရင် social study လည်းအဲ့လိုပဲ custom map ဆိုလို့ရှိရင်သူက145အမခံတယ် custom map အဲ့ဒီဘယ်လိုခေါ်လဲ website တစ်ခုတည်းတောင်းရုံနဲ့တင်145ကျွန်တော်အမခံတယ်နှစ်ပါတာတော့လေ RLA ကျတော့စာတော်ဖတ်ပါစာအရင်ဖတ်ပါပြီးတော့ကိုယ့်ရဲ့ level ကြီးတိကျပေါ့ intermediate level ရှိပါစေအဲ့ဆိုဆင်ပြေပါတော့ intermediate level ရှိတယ်ပြီးတော့တိကျလေးလဲstamina ကောင်းတယ်ပေါ့နော်ထိုင်ပြီးတော့အကြာကြီးဖတ်နေနိုင်တယ် attention span များများကောင်းအောင်လုပ်ထားပါတော့။ဘာကြီးတွေကိုလက်ကျင့်နေတဲ့အတော်အတွင်းပေါ့နော်။အဲ့အတော်အတွင်းတော့နည်းနည်းလေး short တွေရှောင်ပေါ့နော်။ short ဆိုတာ TikTok တို့လို Instagram Reel တို့ပြီးတော့ YouTube short တွေပြီးတော့ Facebook short တွေဒါတွေကိုရှောင်ထားပေါ့။ကိုယ့်ရဲ့ attention span ကိုအားနည်းစေတဲ့လောက်ရမှန်တယ်များခဏရှောင်ထားပါလို့ဆိုတော့အရင်အာရုံဆိုင်ရတော့မှဆိုင်ပွဲမှာဆိုလို့ရှိရင်ဒါကတော့ RLA အတွက်ပြီးကြတော့ science အတွက်ကကျတော့သူက experiment တွေပေါ့နော် experiment တွေကိုများများလေး practice လုပ်ပြီးကြတော့ background knowledge တွေပေါ့နော်အများကြီးစာတွေအများကြီးဖတ်ပေါ့နော်သင်ချာတော့ဖြစ်တယ် science နဲ့ပတ်သက်တဲ့သင်ထားရပေါ့နော်ဒီ Telegram group တွေမှာ like join ပြီးတော့ဆရာတွေသင်ထားတဲ့ background knowledge တွေပြီးတော့အဲ့ဒီ Kaplan တို့လိုပြီးကြတော့ McGraw-Hill တို့လိုစာအုပ်တွေဖတ်ပေါ့နော်အဲ့ဆိုရင်တော့အောင်နေပေါ့နော်ကိုကဂုံထူးတို့ဘာလို့မှန်လို့ရှင်တော့ပို့ပြီးတော့များများလေး subsidy လို့ပေါ့နော်ကိုက6လစာလေးလာမယ်ထား6လစာလေးလာမယ်ဆိုကိုအပေါ်မူတည်ရကိုကဘယ်လိုလုပ်လဲစာမရအောင်ဆိုလို့ရှင်တရက်ကိုအနည်းဆုံး4နိုင်5နိုင်လောက်တော့ကိုလုံးဝအတူကိုရုံရမယ်ပေါ့နော်ဒါပေမဲ့ကိုကစာရရဲဆိုရတယ်တရက်ကို1နိုင်2နိုင်လောက်ရင်တော့ရတယ်ပေါ့နော်ကျွန်တော်ကျတော့အမှန်တိုင်းပြောတာပေါ့နော်စာအရင်မလုပ်ခဲ့ဘူးပေါ့နော်လုံးဝဆိုင်ပွဲဒီမှာကတ်ပြီးတော့တရက်ကို4နိုင်လောက်စာတယ်အတူကောင်လုပ်ပြီးတော့မှအောင်တော့ပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်အချိန်ပေါ့နော်ကိုယ့်ရဲ့ input ရှိတယ်လို့ input ထည့်တယ်လား output ကထွက်မှာပဲပေါ့နော်ဒါကြောင့်မို့ကိုယ့်အချိန်တွေကိုတိပြီးတော့ကြိုးစားစီချင်တယ်ဥပမာကိုက self study အကောင့်နဲ့ထင်လို့ရှိရင်ဒါတင်တန်းတက်ဖို့မလိုဘူးဒါပေမဲ့ကိုက self study အမကောင်းတင်တန်းတက်မှရမှာဆရာတယောက် tutor တယောက်ရှိနေမှရမှာတင်တော့ပတ်စံမနှမျိုးနဲ့ tutor တယောက်ငါပေါ့နော်တင်တန်းနေတက်နော်ဒါပေမဲ့ကိုက self study အကောင့်နဲ့နိုင်တယ်ပေါ့နော် discipline ကောင်းတယ်ဆိုလို့ရှိရင်တော့ time management တွေပါတယ်ကောင်းတယ်ဆိုကိုကဒီလောက်ပါပဲပြီးတော့အကြီးကြီးလုံးနေတဲ့တော့တွင်အစာဝဝစာမနက်စာနေ့လေညနေစာညစောအေးဒါလေးပါပဲဒါမဲ့အကြောင်းသားတိုင်းရှိတင်ရှိထိုက်တဲ့ပုံစံအတိုင်းလေးပေါ့နော်အဲ့တိုင်းလေးဖြတ်သိမ်းပဲရပါတယ်ပြီးတော့ဒီလောက်ပါပဲကျွန်တော်ဒီလောက်ပဲပြောတော့ပါမယ်ပေါ့နော်အမှန်တော့အများကြီးရှိသေးတယ်ပေါ့နော်အမတ်တရားတစ်ခုချင်းစီအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်ပြောလို့မကုန်ဘူးကျွန်တော်ကကျတော့နေရပေါ့နေရဆိုတော့ငိုရဆိုတော့ကျွန်တော်မှစန်တာမရှိဘူးလေတော့ဖြည့်ဖို့အတွက် GD စန်တာဟိုးရန်ကုန်သွားဖြည့်ရတယ်။ဟိုဆိုလို့ရှိရင်ရန်ကုန်သွားတဲ့အမတ်တရားတွေရောယထာစီရတဲ့အမတ်တရားငါးပြီးနေရတဲ့အမတ်တရားเนาะရန်ကုန်မှာကြုံခဲ့ရတဲ့အလွယ်လေးတွေတော်တာမြို့တက်အမတ်တရားလေးတွေအများကြီးရှိတယ်လို့အများကြီးပါပဲဒီလေးလာခဲ့ရတဲ့တခြားလုံးမှလည်းကြွကြုံခဲ့ရတဲ့အမတ်တရားတစ်ခုချင်းစီအသေးစိတ်ဆိုအများကြီးရှိနေတယ်ပေါ့နော်။အဲ့ဗီဒီယိုတအားရှိတော့မှဆိုလို့ဒီလောက်ပဲပြောရမယ်ပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက် thank you so much ပါကျွန်တော်ကYouTube ကိုဝါသနာအနေနဲ့ဖွင့်ထားတာပေါ့နော်ကျွန်တော်ရဲ့ personal growth ကိုလည်းကျွန်တော် record လုပ်လို့ရတယ်ပေါ့နော်ပြီးတော့တခြားကျွန်တော်ဝါသနာပါတဲ့အရာကျွန်တော်ရဲ့နေ့စဉ်ပေါ်မှာကျွန်တော်ဖြတ်တန်းရတဲ့ explore ရတဲ့အရာကြီးကျွန်တော်သင်ပေးတော့မှာပေါ့နော်ဒါတွေစိတ်ဝင်စားရဆိုရင်တော့ feel free to subscribe ပါဆိုတော့ okay ပါဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်